ဖွင့်ခဲ့တဲ့နှစ်ပေါင်းကလည်းများစွာကြာပြီဖြစ်ပြီးတော့အမင်းရဲ့ငယ်ဘွားတွေတော်တော်များများရှိတဲ့ဒီဆိုင်လေးကတော့ကျွန်တော်တို့ရှမ်းပြည်နယ်တောင်ပိုင်းရွှေညောင်မြို့စစ်ဟဲစီရဲ့ရှေ့နားမှာရှိတဲ့မမီးငယ်ရဲ့အတုတ်ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးကဖွင့်ခဲ့တဲ့နှစ်ဒီများစွာကြာခဲ့ပြီဆိုသည့်တိုင်အောင်မှလေသူ့ရဲ့လက်ရနဲ့အည်သွေးရကြမသွားပဲနဲ့အမင်းတို့ငယ်ဘွားစားခဲ့ရတဲ့အရာတိုင်းအခုချိန်ထိတက်ထက်ခံစားရတော့မယ်မမီးငယ်ဆိုင်မှာအမင်းအကြိုက်ဆုံးစားစားတဲ့နံပါတ်1ဆိုလို့ရှိရင်တော့ညှက်ဖက်တုပ်ပေါ့နော်သူ့ရဲ့ညက်ဖက်ကဘာကြောင့်ထူးခြားလဲဆိုလို့ရှိရင်သူကစားခါနီမှာဆိုင်မှာပဲချက်ချင်းလက်လက်ဆက်ဆက်လုပ်တဲ့ညက်ဖက်တုပ်ဖြစ်တဲ့အတွက်အရသာကတပူထူးခြားတယ်အဓိကချက်ကညက်ဖက်တုပ်ကလက်လက်ဆက်ဆက်လုပ်တဲ့ညက်ဖက်တုပ်ဖြစ်တဲ့အတွက်စားရတဲ့အခါမှာညက်ဖက်တုပ်ရဲ့နူးဤတဲ့ထူးခြားမှုကိုခံစားလို့ရတယ်အဲ့အချက်ကအကြိုက်ဆုံးပဲလူတွေအကြိုက်ဆုံးဆိုလို့ရှိရင်တော့သူဆိုင်ကတင်မောတီတောင်ပေါ့နော်အဲ့တင်မောတီတောင်ကအမင်းတို့ငယ်ဘွားကလေးစားခဲ့ဘူးတယ်နောက်ပြီးလို့ရှိရင်သူဆိုင်မှာနောက်ထပ်ရနိုင်တဲ့ဟင်းတုပ်ပေါ့နော်အဲ့ဒါလေးလည်းမီးစမ်းကြည့်တင်တယ်ခင်ဗျအရသာတွေကတော့လေအမင်းတို့နှစ်ပေါင်းများစွာကြာသည့်တိုင်မှာအခုချိန်မှာပြန်စားလို့ရှိရင်အရသာကငယ်ဘွားရခဲ့တဲ့အရသာနဲ့ထပ်တူကြတော့မယ်အမင်းကတော့လေသူဆိုင်ရောက်လို့ရှိရင်ဒီညက်ဖက်တွေကိုလေလက်လက်ဆက်ဆက်လုပ်နေတော့ကြည့်ရတာကိုအရသာတစ်မျိုးပဲအဲ့ဒါလေးကိုကြည့်ရင်းနဲ့မှလေသူတို့ရဲ့ဒီလုပ်ပုံလေးပေါ့နော်အဲ့ဒါအရန်စိတ်ဝင်စားတယ်နောက်ထပ်ဒီဆိုင်မှာအမင်ချိုက်မိတဲ့အစားအစာတစ်ခုကတော့ဒီတင်မောတီတောင်ပေါ့နော်တင်မောတီတောင်ကသူတို့ဆိုင်မှာတုတ်တယ်တခြားဆိုင်မှာတုတ်တာဘာတွေကွာခြားလဲဆိုလို့ရှိရင်တင်မောတီကိုပေါ့နော်အရေးသွေးရွေးချယ်နိုင်မှုပေါ့နော်အဲ့ဟာတော့ကွာတယ်လို့ပြောရလိမ့်မယ်အမင်မှတ်မိတဲ့တော့ဆိုလို့ရှိရင်ဒီဆိုင်မှာအမင်ဟိုးတော့စားခဲ့တော့ကတော့100 200ဝန်းကျင်ပေါ့နော်အခုတော့ဒီပွဲလေးတွေက1500 2000ဝန်းကျင်ဖြစ်သွားပြီဆိုတော့ဒါခေတ်အခြေတရားပေါ့နော်ဒီဆိုင်လေးကဘယ်မှာရှိလဲဆိုလို့ရှိရင်ရှမ်းပြည်နယ်တောင်ပိုင်းကျွန်တော်တို့ရွှေညောင်မြို့အောင်တပြေအုပ်စုစင့်ဟဲဈေးရဲ့အနောက်ကပ်ရဲ့ပေါ့နော်အုပ်ချုပ်ရေးရုံးရဲ့ဘေးမှာဖွင့်ထားပါတယ်မနက်9:00 နာရီကျော်10:00 နာရီဆိုစတင်ပြီးတော့ရောင်းချနေပါပြီခင်ဗျဟုတ်ကဲ့ဒီဆိုင်လေးနဲ့ပတ်သက်ပြီးအမှတ်တရလေးရှိလို့ရှင်လည်းဝေမျှပေးခဲ့ပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ